Hello အားလုံးပဲမင်္ဂလာပါကျွန်တော်လေးပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ analyze the risk return ratio ဆိုတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ် risk return ratio ဆိုတာကလုပ်ငန်းတစ်ခုရဲ့အခက်အခဲနဲ့အကျိုးအမြတ်ကိုတွက်ချက်တိုင်းသုံးသပ်ခြင်းပဲဖြစ်ပါတယ် risk ဆိုတာကတော့လုပ်ငန်းတစ်ခုမှာတွေ့ကြုံရတဲ့အခက်အခဲတွေဖြစ်တယ်ကိုကလုပ်ငန်းတစ်ခုစရမယ်ဆိုရင်အဲ့လုပ်ငန်းမှာဘာအခက်အခဲရှိနိုင်မလဲကိုကြိုတင်လေ့လာထားသင့်ပါတယ် return ဆိုတာကလုပ်ငန်းတစ်ခုနဲ့ရလာနိုင်တဲ့အကျိုးအမြတ်အကျိုးခံစား권တွေဖြစ်ပါတယ် risk return ratio ဆိုတာကတော့အခက်အခဲနဲ့အကျိုးအမြတ်ကိုတစ်ခါလေးကြည့်ပြီးတော့လုပ်ငန်းတစ်ခုကိုရင်းနှီးမြှုပ်နှံရန်အကောင်းဆုံးဆုံးဖြတ်နိုင်မှုကူညီရဲ့အချက်စနစ်ပဲဖြစ်ပါတယ်။လုပ်ငန်းတစ်ခုမှာ risk ပုံမြင့်ရင် return ပုံမြင့်လက်ပြီး risk နဲ့ရင် return နဲ့ငယ်သာရရှိနိုင်ပါတယ်။ဥပမာအနေနဲ့ပြောရရင်ကျွန်တော်တို့ကတာမန်လုပ်ငန်းအတွက်ဘဏ်ကချင်းငွေယူပြီးရင်းနှီးမြှုပ်နှံမယ်ဆိုရင်ရလာတဲ့အကျိုးမြတ်နည်းနိုင်ပြီးဒါမှမဟုတ်ပဲကျွန်တော်တို့ကဘဏ်ကချင်းငွေယူပြီး stock share ကစားရမျိုးလုပ်လိုက်မယ်ဆိုရင်တင်ရင်းထားတဲ့ငွေကြီးကတပြားမှမရှိရမျိုးလည်းဖြစ်နိုင်တယ်လို့အကျိုးမြတ်အများကြီးကိုအလင်းမြန်ရရှိရမျိုးလည်းဖြစ်နိုင်ပါတယ်။ return ratio ကို analyze လုပ်ခြင်းအပြင်လုပ်ငန်းမှာရရှိရတဲ့အခက်အခဲတွေကိုကြိုတင်ထိန်းချုပ်လာနိုင်ပြီးဘယ်လိုလုပ်ရင်စင်ပြေမှုတွေပုံမှန်ရရှိနိုင်လဲဆိုတာကိုရှင်းလင်းစွာသိရှိလာနိုင်ပါတယ်။လုပ်ငန်းတစ်ခုရဲ့အခက်အခဲအနေမြင့်အကျိုးမြတ်အနေများကိုလည်းတွက်ချက်နိုင်တဲ့အတွက်တည့်ရစီးပွားကိုလည်းပုံမှန်တိုးတက်အောင်လုပ်ကိုင်လာနိုင်မှာဖြစ်ပါတယ်။အဲအကြောင်းလုပ်ငန်းကိုကောင်းစွာစီမံနိုင်ပြီးအခက်အခဲနဲ့အကျိုးမြတ်ကိုကောင်းစွာစီမံနိုင်ဖို့ risk return ratio ကို analyze လုပ်ကြည့်သင့်ပါတယ်။အားလုံးပဲအဆုံးထိနားထောင်ပေးရတဲ့ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ Yemen sharing page ကို like subscribe ပြုလုပ်ခဲ့ကြပါမယ်။